ဒီလားလေဒီလားကလည်းအမေဖေဘူးကနားလာတယ်မလောက်ဖြစ်နေတယ်အပါရမယ်ဒီစင်းရတဲ့မှာနေခဲ့လိုက်တော့ဟဲ့သူတွေမတွေ့တာကြတော့လာတွေ့တာဘာဖြစ်နေရလဲမျက်နှာလဲကဘာပြက်နေတဲ့ရုပ်နဲ့အေးပါကွာဒီလားလဲအိမ်လာကနဲ့အမေဆေးဘူးကလာလာတယ်မလောက်ဘူးနည်းနည်းကလည်းမတွေ့တာတော့ဘလောက်မှမကြောက်ဘူးဘာအလုပ်တွေလုပ်လဲအဲ့လောက်တွေနည်းနည်းဆက်ဆက်ကြီးပွားသွားတယ်လောက်ကားလွယ်လွယ်လေးပဲပစ္စည်းတစ်ခုကိုတနေရာနဲ့တနေရာပို့ပြီးအောင်ပဲတစ်ခေါက်ပို့ပြီး3လစာလောက်ရတယ်ဆိုင်မှာအတိုင်းကြောင့်ပြီးပြီစင်မောင်ဒါပေမဲ့အဲ့ဒီအလုံးကတရားမဝင်နဲ့မပေါင်းတဲ့အလုံးမဟုတ်ဘူးလားကောင်းတာမကောင်းတာနောက်ထားစမ်းမှာမင်းမင်းနေမကောင်းဖြစ်နေတာအရေးကြီးလားမင်းရဲ့ရိုးသားမှုကအရေးကြီးလားစဉ်းစားငါနောက်တဲ့နိုင်ဝက်နေကားကိဘက်ကငါလက်လိုက်ရှင်ရင်ဘက်ရဲ့ဒါပဲကောင်းတာမကောင်းတာနောက်ထားစမ်းပါမင်းမင်းနေမကောင်းဖြစ်နေတာအရေးကြီးလားမင်းရဲ့ရိုးသားမှုကအရေးကြီးလားစဉ်းစားငါနောက်တဲ့နိုင်ဝက်နေကားကိဘက်ကငါလက်လိုက်ရှင်ရင်ဘက်ရဲ့ဒါပဲဟယ်လိုမေတာခဏနေပြန်လာတော့မှာအေးပါသားရေအလုပ်တွေအရန်ပင်ပန်းနေပြီလားအမေကတော့တန်းပင်ပန်းမှာပဲစိုးရိမ်တယ်ငါသားလေးရိုးရိုးတသားနဲ့ရှာကျွေးတဲ့သမင်းတလုတ်ကအမေအတွက်တော့အကောင်းဆုံးဆေးပါပဲကွယ်မိုးမချုပ်ခင်တော့အိမ်ပြန်ခင်တော့သားအမြင့်ဆုံးကကျင်နေပါတော့အမေရဲ့ဒီလောကကြီးကလည်းဒီအမေရဲ့အိမ်မက်ကို Oh baby သူနဲ့မြရတဲ့မြေတတရားကိုလေမေတ္တာပြီးတဲ့ခဲ့
မလိုက်ပြတော့ ဘာဖြစ်လို့လဲ ငါအမေကဒုစရိုက်လောက်ကရတဲ့ပတ်စံနဲ့စေမကုစေချင်အပင်မခံရိုးရိုးသားသားရှာပြီးရတဲ့ပတ်စံနဲ့စေကုစေချင်တာ အေးမင်းကတော့အဖျားအနာမတက်တာတဲ့ကောင်လေအေးဒီမှာဒါမင်းစင်ရပြတော့နေခဲ့တော့ငါတော့သွားပြီငါသွားတော့မယ်မင်းစင်ရတွင်းတော့မနေခဲ့လိုက်တော့